ပဲပြကြိုက်သူတွေအတွက်ဒီနေ့မှာအိမ်မှာပဲပြအစာတွက်လေးအလွယ်လို့စားဖြစ်တယ်ပေါ့နော်ပါဝင်ပစ္စည်းလေးတွေကတော့အိမ်မှာရှိနေတဲ့ပစ္စည်းလေးတွေပါပဲပဲပြကိုကြော်ပြီးတော့နှစ်ချမ်းခွဲထားပါတယ်ပြီးလို့ရှိရင်တော့အလဲကိုအရာလေးအစာတွက်ဖို့အတွက်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့အလဲမှာအရင်ဦးဆုံးရတာအတွက်ဟင်းချိုမှုတ်လေးအနေငယ်ထည့်ပြီးတော့ပဇွန်ကြောအမုတ်ကိုထည့်ပေးလိုက်ပါတယ်ပဇွန်ကြောအမုတ်မကြိုက်ရင်အကောင်လိုက်လည်းထည့်လို့ရတယ်ပေါ့နော်ဒါအိမ်မှာကြတော့ပဇွန်ကြောအမုတ်ရှိလို့ထည့်ထားပါတယ်ပြီးလို့ရှိရင်တော့ငံပြာရည်လေးအနေငယ်ထည့်ထားပါမယ်ပြီးအချီရဲ့အတွက်မကြီးရေသုံးထားပါတယ်တံမြာသီးကြိုက်ရင်တံမြာသီးလည်းသုံးလို့ရပါတယ်ပြီးရင်တော့ကြက်သွန်ဖြူစီချက်လေးကိုထည့်ပေးလိုက်ရင်တော့စားလို့လည်းကောင်းလို့ရလည်းလွယ်ကူတယ်ပဲပြားအစာတုတ်လေးရသွားပါပြီအချင်နဲ့အငန်ရတာပဲရှိတဲ့အတွက်ကြောင့်မို့လို့အဆက်ရတာလို့ချင်လို့အိမ်မှာဆင်သင့်ရှိတဲ့ spicy sauce လေးကိုဆန်းပေးလိုက်ပါတယ်ဒီနေရာမှာငရုတ်စီကြိုက်ငရုတ်စီလည်းဆန်းလို့ရပါတယ်အခုဆိုလို့ရှိရင်မနက်သွဲစွန်တော်ကပ်ပေါ်အတွက်ပြင်ဆင်ထားတဲ့လိုက်လို့စားကြည့်ကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်